ကိုအားနေချင်းကိုဖုံးထားတာပဲကိုမိသားစုထဲမှာဆရာဝန်ဖြစ်သွားတဲ့လူကြွားတယ်မလားဟာဟိုကဖြစ်သွားတဲ့လူကြွားတာပေါ့ကိုမိသားစုထဲမှာဘာမှသုံးစားလို့မရဘူးဆိုတော့သူရှိရင်အဲ့တယောက်ကြောင့်မပြောနဲ့ဖွက်ထားလိုက်နော်ငါတို့မျက်နှာပြက်တယ်ငါတို့အမျိုးမျက်နှာပြက်တယ်နော်အားနေချင်းဆိုလူရောက်ပေါက်ထားလဲဖုံးထားတာပဲဒါပေမဲ့ရှင်ဘောလူဒီမှာဘာပြောလဲသူဒီကျမ်းပိုက်ကိုမရေးလို့ရတယ်နော်ဘသူ့အကြောင်းလဲသူ့အကြောင်းသူယောဂဖြစ်တဲ့အကြောင်းမရေးပဲခြံထားခဲ့လို့ရတယ်ဘယ်သူမှမသိဘူးဒါပေမဲ့သူယောဂဖြစ်တဲ့အကြောင်းသူကကျမ်းစာထဲမှာထည့်ရေးထားတယ်ယုံကြည်သူတို့သူဘာပြောချင်တာလဲအဲ့ဒီအားနေခြင်းဖြစ်မှလဲဖခင်ရဲ့တကူတော်ကစုံလင်တယ်ဖခင်ဂျေဇုတော်လုံလောက်တယ်ဆိုတော့သိစေချင်တာကျမ်းစာထဲမှာရေးထားတယ်နော်ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး7အပိုင်းငယ်8ကိုနှစ်ပိုက်ကိုကြည့်တဲ့အခါမှာရှင်ဘောလူကစူးရှိတယ်ကျမ်းပညာရှင်တွေအများစုကတော့ဘိုက်အောင်တယ်လို့ပြောတယ်တချို့ကလည်းခေါင်းကိုက်တယ်လို့ပြောတယ်အဲ့ဒီဘိုက်အောင်တဲ့ဝေဒနာကိုတဲ့ပျောက်ဖို့ရန်အတွက်တဲ့ဖခင်သခင်စီမှာဘယ်လောက်ဆုတောင်းလဲထိုဆင်းရဲခြင်းနဲ့ကင်းလွတ်မိအကြောင်း3ချိန်မြောက်အောင်သခင်ဖခင်ကိုငါဆုတောင်း၍အတနာတော်ခံပြီးလင်အဲ့ဒီဘိုက်အောင်တဲ့ယောဂါနဲ့ဘာလို့ဆင်လို့လဲကင်းလွတ်ခြင်းလို့ဘုရားသခင်ကျွန်တော်အမှုတော်ဆောင်နေရတာဒီဘိုင်းအောင်နေရင်ဟာပေါလုမင်းကသူများကိုဆူတောင်းပြီးတော့ယောဂပျောက်သွားတယ်သူများကိုဆူတောင်းပြီးတော့နတ်ဆိုးထွက်သွားတယ်သူများကိုဆူတောင်းပြီးတော့သေတဲ့သူတော်ဘာလို့လဲပြန်ရှင်တယ်မင်းအလှဲ့ကြတော့ကိုယ့်ယောဂအတွက်ကိုပြန်ဆူတောင်းတော့ယောဂမပျောက်ပါလားသူများကဲ့ရဲ့စရာအပြစ်တင်စရာရှုံချစရာဖြစ်မှာဆိုလို့ကိုရောဒီຢာကရှက်စရာပဲကျွန်တော်ဒါကြီးကိုမဖြစ်ချင်ဘူးမကြုံချင်ဘူးကျွန်တော်ရဲ့ယောဂကိုပေးပြောက်ပါလို့3ချိန်မြောက်အောင်တစ်ချိန်မဟုတ်တော့3ချိန်ပထမတစ်ချိန်ဆူတောင်းတယ်ဖခင်စီကအဖြေမလားဒုတိယချိန်ဆူတောင်းတယ်ဖခင်စီကအဖြေမလား3ချိန်မြောက်အောင်ဆူတောင်းတော့မှဖခင်သခင်စီကအဖြေလာတယ်ဘလို့ဖြေလဲကျွန်တော်တို့သာဆိုဘလို့ဖြေလို့ခြင်းလဲငါသားမင်းယောဂပျောက်ပြီဘာမှစိတ်ပူကြအောင်ဒီနေ့အဆိုင်မင်းကကျမ်းပါပြီဟာအဲ့ဒီဖြေလို့ခြင်းတာဗောပေါ်လူလေလို့ခြင်းပါပဲဒါဖခင်သခင်ဘလို့အဖြေပေးလဲအပိုက်ငယ်6မှာငါဂျေဇုသည်သင်ဖို့လောက်ပေ၏ငါတကိုးသည်အားနေခြင်းအဖြစ်၌စုံလင်တတ်သည်ဟုမိန့်တော်မူ၏ထို့ကြောင့်ခရစ်တော်၏တကိုးသည်ငါအပေါ်၌ကျိန်းဝတ်မိအကြောင်းငါကိုယ်၌အားနေခြင်းဖြစ်ကိုဝမ်းမြောက်သောစိတ်နှင့်ဝါကြွားခြင်းငါတာ၍ငါလိုရှိကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး7အပိုင်းငယ်9မှာဖျားစီကဘလို့အဖြေလာလဲပျောက်ပြီဆိုတဲ့အဖြစ်မဟုတ်ငါဂျေဇုကမင်းတို့လုံလောက်တယ်ပေါလုမင်းထင်တာကကျမ်းမာမှာငါဂျေဇုရှိတယ်လို့ထင်တာမင်းမကျမ်းမာလဲငါရဲ့ဂျေဇုကမင်းနဲ့အတူရှိတယ်ငါမင်းကိုဂျေဇုပြုနေတဲ့ဖခင်ဖြစ်တယ်ကျမ်းမာတဲ့အခြေအနေမှာလဲမင်းနဲ့ငါအတူရှိတယ်လို့မကျမ်းမာတဲ့အခြေအနေမှာလဲမင်းနဲ့ငါအတူရှိတယ်လုံလောက်တယ်တဲ့ငါဂျေဇုဟာတဲ့ငါတကူဟာတဲ့အားနေခြင်းအဖြစ်မှာဘာလို့တက်လဲရှင်ဘောလူမင်းကအားကြီးတဲ့အချိန်မှာဖျားတကူစုံနေတယ်လို့ထင်တာမဟုတ်ဘူးလေမင်းအားနေလေငါမင်းအသက်တာတွေကနေအလုပ်လုပ်လို့ရလေပဲမင်းအားကြီးရင်မင်းလောက်တာဖြစ်သွားမှာပေါ့တဲ့မင်းအားနေတဲ့ကြောင့်မင်းအသက်တာတွေကနေဖျားလှုပ်ခြင်းရပါလို့လေပို့ပြီးတော့ပေါ်လွင်လာသေးတယ်ဒါကြောင့်မို့တဲ့ရှင်ဘောလူကနားလေသွားတဲ့ခါမှာဖျားကိုဇွတ်တိုးပြီးတော့ယောဂပျောက်ဖို့စုမတောင်းတော့ထို့ကြောင့်တဲ့ခရစ်တော်၏တကိုးသည်ငါအပေါ်၌ကျင်းဝတ်မြေကြောင်းငါကိုယ်၌အားနေခြင်းအဖြစ်ကိုဝမ်းမြောက်သောစိတ်နဲ့ဝါကြွားခြင်းငါတာ၍ငါလိုရှိတယ်သူဘာဝါကြွားလဲသူခန္ဓာကိုယ်မှာရှိတဲ့အားနေခြင်းကိုတဲ့ဝမ်းမြောက်သောစိတ်လူတွေကကိုယ်အားနေခြင်းကိုဖုံးထားတာပဲကိုယ်မိသားစုထဲမှာဆရာဝန်ဖြစ်သွားတဲ့လူကြွားတယ်မလားဟာဟိုကဖြစ်သွားတဲ့လူကြွားတာပေါ့ကိုယ်မိသားစုထဲမှာဘာမှသုံးစားလို့မရဘူးဆိုတော့သူရှိရင်အဲ့တယောက်ကြောင့်မပြောနဲ့ဖွက်ထားလိုက်နော်ငါတို့မျက်နှာပြက်တယ်ငါတို့အမျိုးမျက်နှာပြက်တယ်နော်အားနေခြင်းဆိုလူရောက်ပေါက်ထားလဲဖုံးထားတာပဲဒါပေမဲ့ရှင်ဘောလူဒီမှာဘာပြောလဲသူဒီကျမ်းပိုက်ကိုမရေးလို့ရတယ်နော်ဘသူ့အကြောင်းလဲသူ့အကြောင်းသူယောဂဖြစ်တဲ့အကြောင်းမရေးပဲခြံထားခဲ့လို့ရတယ်ဘယ်သူမှမသိဘူးဒါပေမဲ့သူယောဂဖြစ်တဲ့အကြောင်း तू ကကျမ်းစာထဲမှာထည့်ရေးထားတယ်ယုံကြည်သူတို့ तू ဘာပြောချင်တာလဲအဲ့ဒီအားနေခြင်းဖြစ်မှာလဲဖခင်ရဲ့တကူတော်ကစုံလင်တယ်ဖခင်ဂျေဇုတော်လုံလောက်တယ်ဆိုတော့သိစေချင်တာ